မိုးဆက်ကလေးလက်ကြရင်မနာဖို့တည်ရွယ်ကလေးတွေကိုယူကြောခင်းလို့လက်ဆင်းပေးချိန်မှာပန်းပွင့်ကလေးလက်ကြရင်မနာဖို့သူရဲ့မိတ်ဆွေပြေပြေအေးကလေးကသာတိုက်ခတ်လို့နေငါလိုဘွားလက်ကြရင်မနာဖို့ဘသူမှမတတ်နိုင်စာနာခြင်းများနဲ့ထာဝရကင်းကွာခြင်းလင်းရောင်ကလေးကောင်းမော့ကမျောရင်းတဖြည်းဖြည်းဝေးကွာမျောလင်းခြင်းများတို့ပျောက်ဆုံးသွားသောအခါလိုသမျှရာတွေမရပဲဖြစ်ချင်တာတွေကုန်လာဖြစ်ရင်တဲ့နာခြင်းမှုများပေးပါမလားချစ်ရဲ့သမားတော်ကြီးမင်းရှိကိုတစ်ချိန်ကရောက်ရခြင်းမှာငါသေးတွေကနာတရားဖြစ်နေလို့သက်တာအတွက်ခွက်သေးသာရှိသောချစ်စိတ်ကလေးကိုအရင်ရောက်ခဲ့တဲ့သူကကောင်းနေပြီမိုးဆက်ကလေးလက်ကြရင်မနာဖို့တည်ရွယ်ကလေးတွေကိုယူကြောခင်းလို့လက်ဆင်းပေးချိန်မှာပန်းပွင့်ကလေးဝိကြရင်မနာဖို့သူရဲ့မိတ်ဆွေပြေပြေအေးကလေးကသာတိုက်ခတ်လို့နေငါလိုဘဝလက်ကြရင်မနာဖို့ဘသူမှမတတ်နိုင်စာနာခြင်းများနဲ့ထာဝရကင်းကွာခြင်းလင်းရောင်ကလေးကောင်းမော့ကမျောရင်းတဖြည်းဖြည်းဝေးကွာမျောလင်းခြင်းများတို့ပျောက်ဆုံးသွားသောအခါလိုသမျှရာတွေမရပဲဖြစ်ချင်တာတွေကုန်လာဖြစ်ရင်တဲ့နာခြင်းမှုများမေးပါမလားချစ်ရဲ့သမားတော်ကြီးမင်းရှိကိုတစ်ချိန်ကရောက်ရခြင်းမှာငါသေးတွေကနာတရားဖြစ်နေလို့သက်တာအတွက်ခွက်သေးသာရှိသောချစ်စိတ်ကလေးကိုအရင်ရောက်ခဲ့တဲ့သူကကောင်းနေပြီ